ဒါကမန္တလေးမြို့မစိုးရိမ်တိုက်တဲ့စာတင်သားတန်ဃာတော်များကစာချစာတင်ဆရာတော်များနာယကဆရာတော်များအားအာစရိယပူဇော်ပွဲအခမ်းအနားတို့တန်ဃာတွေအားလုံးကြွရောက်နေတာဖြစ်ပါတယ်ဒါကစာတင်သားတန်ဃာတွေကိုဆက်ကပ်ရန်အတွက်အေးသင်္ကန်းထီးဖနက်အစရှိတဲ့လူပွဲဝတ္ထုအစုစုတွေဖြစ်ပါတယ်လောက၌မပန်းပြောင်းရစေနိကတောပါတာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသုံးသင်တတ်သောမြတ်တန်ခါလူဘဝခဏရတဲ့ခိုင်တန်မှာဘုရားရဲ့တရားနဲ့မွေးတန်တာနေရာနဲ့စေခွနဲ့သွေးဝိနည်းတိတ်ခါရဲ့စောင့်ထိန်ကကြင်ကြမှုတကယ်မြတ်သာသနာကိုရှိရန်ရည်ရွယ်ဝါပါတိသမာရိတရားရင့်ကျက်နေခြင်းဘုံပညာဒီမာလာပါရှင်ယဟန်အစပြုကနေဆရာတော်များနေများတန်ခါတိလောသာသနာမှာဖို့ထိုင်ရတာမာသာအကျိုးခံဖို့ကတိသာသနာတကောထုံးပါရောက်ကြည့်ဓမ္မနန္ယသာသနာအာဇာတိတဒါစိတ်ပွားသူမြတ်စွာတိစေပြလက်မိုးခိုင်ပါသည်သူပြေငါကြီးတေတော်ပါဘုရားနံစီရာတိတုဘုရားနံစီရာသာသနာတော်နဲ့2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်တရင်ကျော်လာသန်း8ရက်29ရက်9လ2025တနင်္လာနေ့မန္တလေးမြို့မဇောရိမ်တိုက်တဲ့အာသရိယပူဇော်ပွဲနဲ့ဘောဝါဒခေယူပွဲအခမ်းအနားစီစဉ်များပါဗျာအခမ်းအနားစီစဉ်ပြရနမောတတ္တသုံးရင်ရွတ်ဆို၍အခမ်းအနားဝင်နေရန်ခန္ဓာစီစဉ်နေရမဟာနာယ